စိတ်သက်ခိုင်မာတဲ့တွဲလုံးလိုခုခံတုံ့ပြန်မှုကညံဆန်လွန်းလေကစားနေချိန်အာယုံစူးစိုက်မှုအားတအားကောင်းတယ်ဒီလူမြတ်မျိုးရှိတော့ရှိတယ်ဒါပေမဲ့ရှားတဲ့မိတ်ဆွေတို့တတိထားမိလားဘန်ရဲ့ပွဲတိုင်းမှာပွဲမတိုင်မီနိုင်ကြရခိုင်နှုံးကပြန်ဘက်ထက်ညော့နေတာကိုမြင်တွေ့နေတာဘာကြောင့်လဲဘလိုမျိုး volume တွေကနေတတ်မှတ်တာလဲ Martial Art 63မှာဒီနေ့ဘန်းကိုကျွန်တော်အမြင်နဲ့သူ့ရဲ့မပြည့်စည်မရိုင်လဲတဲ့အချက်၃ချက်ကိုတင်ပြပေးချင်ပါလေမိတ်ဆွေတို့ရဲ့သုံးသက်ဆွေးနွေးတဲ့မန်တခုစီတိုင်းကိုဂရုတစိုက်ဖတ်တာမှုပါဝင်ဆွေးနွေးဖို့ဖိတ်ခေါ်ပါလေဘန်ကပွဲမတိုင်မီတိုင်ဖက်ရဲ့လေးတိုက်တာတွေ social ရဲ့အတန်မျိုးစုံထက် training ကိုဒါဒီဇိုင်းမတ်လုပ်တဲ့ဒါကတဲ့အချက်နဲ့အချက်ကစတန်လာ ground လာပဲအပေါက်ကောင်းတဲ့အပေါက်နဲ့ရှုံးတာတွေလည်းမြင်တွေ့နေရတာပဲကျွန်တော်တို့ဘန်ကကစားချိန်တိုင်ဘက်ကိုအာယုံဆူစိုက်မှုကထိတ်တန့်မဲ့ဒီရာတာပဲစမ်းချိန်တွေကိုချိုးဖျက်နိုင်တာလို့မြင်ပါတယ်၃ချက်ကပြန်ပဲ့ရဲ့တိုက်စစ်တန်းကိုခုခံနိုင်တာလည်းမဟုတ်ပြန်လဲတုံ့ပြန်နိုင်တာပါတွဲလုံးထိုးတယ်လို့ခုခံပြီးချက်ချင်းပြန်တုံ့ပြန်တာကတွဲလုံးထိုးတယ်လို့ညံဆန်လုံးပါလေအတူချုံပြောရရင်ဘန်ကပင်ကိုစိတ်သက်ခိုင်မာမှုရှိသူဆိုတော့အတိအကျဒီချက်၃ချက်နဲ့တဲ့အတားအဆီးတွေကိုဖျက်ကျော်နိုင်တာလို့သုံးသပ်မိပါလေအခုလေကြော်ဖြတ်ပြနိုင်မယ်ဆိုလားပြောရင်မိတ်ဆွေတို့ထင်းမြင်ဆွေးနွေးတဲ့မန်တွေ့ဖတ်ဖို့မျှော်လင့်ပါလေ